Lost Garden of Heligan ဥယျာဉ်ဟာ UK မှာရေပန်းအစားဆုံးရုက္ခဗေဒဥယျာဉ်တွေကတစ်ခုဖြစ်ပါတယ်။ Lost ဟာအင်္ဂလန်နိုင်ငံအနောက်တောင်ဘက်ကကွန်အော်ကောင်တီလို့ခေါ်တဲ့မှော်ဆန်တဲ့နေရာတစ်ခုမှာတည်ရှိနေတာဖြစ်ပါတယ်။ Lost Garden of Heligan ဥယျာဉ်ဟာတစ်ပင်ပန်းမှန်တွေကိုချစ်မြတ်နိုးသူတွေနဲ့သဘာဝတရားကိုခန်းစားခြင်းတဲ့သူတွေလာရောက်လက်ပတ်ဖို့အလွန်နှစ်သက်ကြကဧက200ရှိပြီးဥရောပရဲ့အကြီးဆုံးဥယျာဉ်တွေကတစ်ခုဖြစ်ပါတယ်။ The Lost Garden of Heligan ကို18ရာစုမှာမိသားစုတစ်ခုကတည်ထောင်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း400ကျော်သက်တမ်းရှိပြီဖြစ်ပါတယ်။ပထမကမ္ဘာစစ်မတိုင်ခင်ကဥယျာဉ်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ဥယျာဉ်မှူး22ဦးရှိခဲ့ပေမဲ့စစ်ပွဲဖြစ်ပွားတဲ့အခါဥယျာဉ်မှူးတော်တော်များများလည်းရှေ့တန်းထွက်ခဲ့ရပါတယ်။ပထမကမ္ဘာစစ်ပြီးသွားတဲ့နောက်မှာတော့ထိမ့်သိမ်းပေးမဲ့ဥယျာဉ်မှူးနဲလာတာကြောင့်ယိုယွင်းပျက်စီးပျောက်ဆုံးလူနေပါဖြစ်ခဲ့ရပါတယ်။အခုအခါမှာတော့ပြန်လည်တွေ့ရှိထိမ့်သိမ်းခဲ့ပြီးနာမည်ကြီးဥယျာဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ Heligan ဥယျာဉ်ဟာနာမည်ကြီးရတဲ့အကြောင်းကတော့ပြည့်ဝစမ်းကြယ်မှုတွေရှိနေတဲ့ရုပ်ထုကြီးတွေရှိနေတာကြောင့်လည်းဖြစ်ပါတယ်။ဒီဥယျာဉ်ထဲမှာရုပ်ထုတွေအများပြားရှိနေပြီးအဲ့ဒီတွေကမတ်မိတ်အမည်ရတဲ့မြေကြီးမှာလဲလျောင်းကအိပ်ပျော်နေသောအမျိုးသမီးရုပ်ထုက